tariff ဒီ tariff ဆိုတဲ့စကားလုံးကိုခဏကြားဖို့မှာပါဆိုတော့ဒီ tariff ဆိုတာကဘာလဲဘာအတွက်ကြောင့်ရှိနေကြလဲနဲ့ဘာကြောင့်ဒီ tariff တွေပေါ်လာလဲဆိုတာကိုကျွန်တော်လေ့လာကြည့်ကြရအောင်ပါဒီ tariff လို့ခေါ်တဲ့အစည်းချက်ခွန်တွေကနိုင်ငံတစ်ခုကနေအဝင်ထွက်လုပ်မဲ့ကုန်ပစ္စည်းတွေကိုအခွန်ကောက်ချင်တဲ့အခါမျိုးမှာဆိုရင်အသုံးချလေးရှိပါတယ်ဆိုတော့ကဒီ tariff တွေရဲ့တမိုင်းကြောင်းကဘာလဲပေါ့နေကျကာလအစတုန်းကဆိုရင်နိုင်ငံတွေအနေနဲ့စီးပွားရေးလုပ်တဲ့အခါမှာကိုယ်သိန်းဝင်မှုကြားခံနေနဲ့ရွှေငွေကြေးအစရှိတဲ့တယံဇာတတွေကိုဒိန်းကအဖြစ်သုံးလုပ်ပြီးတော့ရောင်းဝယ်ခဲ့ကြပါတယ်ဒါပေမဲ့လို့ဒီတယံဇာတတွေကအကန့်အသတ်ရှိလာတဲ့အခါမှာနိုင်ငံတွေအနေနဲ့ဒီငွေကြေးတွေကိုပြည်ပနိုင်ငံကိုမပို့ဘဲနဲ့ပြည်တွင်းနိုင်ငံထဲမှာပဲအသုံးချနိုင်တာကနိုင်ငံကိုပို့ပြီးတော့ကျွဲဝစေမယ်ဆိုပြီးတော့သူကယုံကြည်ခဲ့ကြပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်နိုင်ငံခြားထွက်ပစ္စည်းတွေကိုဝယ်ယူတဲ့အခါမှာဒီရှားပါးငွေကြေးတွေကိုသူများနိုင်ငံကိုပေးရတဲ့အတွက်နိုင်ငံရဲ့ကြွယ်ဝမှုတွေကိုရော့ကျစေရဆိုပြီးတော့ယုံကြည်ခဲ့ကြပါတယ်ဒီလိုမျိုးတွေးခေါ်တွေကြောင့် protectionism လို့ခေါ်တဲ့အယူဝါဒတွေပေါ်ပေါက်လာပြီးတော့ protectionism အယူဝါဒနဲ့ tariff အကြောင်းကိုနောက်ဗီဒီယိုမှာဆက်လက်ရှင်းပြပေးပါမယ်ခင်ဗျာ